ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမောဂုတ်ဆရာတော်ဘုရားကြီးအမရပူရမြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးဘော်တွင်29ရက်3လ54ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောခန္ဓာကိုယ်အတွင်း၌ဆရာမရှိတပည့်မရှိအောင်ကျင့်ရမည်တရားတော်သမารရဲ့ဆက်လက်ခြင်းဖြင့်အနန္တေဝါစိကမိကြံဘိက္ခုဓမ္မစရိယာဘုဒ္ဓတိအနာစရိယကံဟောအနန္တေဝါစိကမိကြံဘိက္ခုဓမ္မစရိယာဘုဒ္ဓတိအနာစရိယကံဘိက္ခုငါစိတ္တရှင်များတို့အနန္တေဝါစိကအတွင်းနေပြီးမရှိသည်ဖြစ်၍အနာစရိယကံဆရာမရှိသည်ဖြစ်၍ဓမ္မစရိယာမြတ်သောခြင်းကိုဝုဒ္ဓတိကျင့်၏ကျင့်တဲ့အခါကျတော့ရှင်ဟိဆရာရမထားနဲ့တပည့်ရမထားနဲ့ကွာဟုတ်လားအလုစကံကျင့်ပြီးဆိုမှဖြင့်ဆရာရမထားနဲ့ဟိတပည့်လည်းမထားနဲ့ဟိဒီလိုကျင့်မှသာလျှင်လူရခီးကိုရောက်မယ်လို့ပြောတဲ့ဒေသနာကိုတန်တော်ဆင်ဟောပြန်တယ်မှန်ပါပါဗျာဒေသနာကိုတန်တော်ဆင်ဟောပြန်တယ်အမတမဆရာကောင်းတဲ့တရားမှန်ပါပါဗျာအမတမဆရာကောင်းတဲ့တရားဘိုင်းပါဠိတော်ပဲမှန်ပါပါအနာစရိယကမိဇံဘိက္ခဝေဓမ္မစရိယဝုဒ္ဓတိအနာစရိယကအနန္တေဝါတိကံအနန္တေဝါတိကမိဇံဘိက္ခဝေဓမ္မစရိယဝုဒ္ဓတိအနာစရိယကံဘိက္ခဝေငါခြေတော်ရင်းသားတို့အနန္တေဝါတိကအတွင်းနေရည်မရှိသည်ဖြစ်၍အနာစရိယကံဆရာမရှိသည်ဖြစ်၍ဓမ္မစရိယမဉ္ဇဉ်ဖုန်ညာလို့ကိုဝုဒ္ဓတိကျင့်၏အတွင်းနေရည်မရှိအောင်ကျင့်ပါဆရာမထားဘဲနဲ့ကျင့်ပါမှန်ပါဘူးဒီကဲဆိုကျင့်မှသာလည်းမင်းတို့လူရခီးကိုရောက်မယ်မှန်ပါဘူးအဲ့တော့ရမတို့တရားစင်ထားရည်တရားရှင်ကိုရမေကြီးကြီးအမတမဖုဒ္ဓအောင်ဆင်ထားတယ်အတွင်းနေရည်မရှိအောင်လည်းကျင့်ကြပါဆရာမရှိအောင်လည်းကျင့်ကြပါဒီအတွင်းနေရည်လည်းမရှိဘူးဆရာလည်းမရှိဘူးဆိုလို့ရှိရင်ပြင်းတယ်ဒီရဝတွေမှာတဲ့လူရခီးကိုပေါက်ရောက်ပါလိမ့်မယ်လို့ဟောတယ်။ဘုရားရှင်ကိုရမေကြီးတန်တော်ဆရာဟောတယ်။အနန္တေဝါစိကမိဇံဘိက္ခဝေဓမ္မစရိယဝုဒ္ဓတိအနာစရိယကအဲ့ဒါဒီဘယ်လိုလုံးပြရိဥ္စာအကျဉ်းချုပ်ပြောပါလဲဆိုတော့အတွင်းနေပြည်လည်းမရှိစီနဲ့တဲ့မင်းတို့တရားကျင့်တဲ့အခါမင်းတို့အတွင်းနေတတိလည်းမရှိစီနဲ့ဆရာလည်းမထားနဲ့ကွာအဲဒီလိုကျင့်လိုက်လို့ရှိရင်မင်းတို့ဒီကားလို့ရှိရင်လွယ်ရခီးပေါ့တတိလည်းမရှိစီနဲ့ပေါ့ဗျမှန်လားအာရဏတိသာမိတွေပဲလို့ဒီလည်းမရှိစီနဲ့မှန်လားအာရိယဇာငါးဤဆရာပဲလို့ဒီလည်းမရှိစီမှန်လားသူကတော့မရှိဘဲနဲ့ကျင့်ကြံကြိုးကိုအာထုတ်တဲ့သူရှိတော့လွယ်ရခီးပေါ့ရောက်ပါတယ်လို့ဘုရားရှင်ကိုရမေကြီးကဘိုင်းပါဠိတော်မှာဟောတော်မူတဲ့မှန်လားအဲ့တော့ဘယ်လိုပြောဟောရပြန်တယ်ဆိုတော့ဘာလဲဥစ္စာမင်းစဉ်းစားကြည့်ပါတဲ့သက္ကုဏာယူပန်ဒိဋ္ဌဝါဥပ္ပိဇန္တိသက္ကုဏာမျိုးဖြစ်ဖြင့်ယူပန်ဣဒဘိက္ခုဘိက္ခုနောဘိက္ခုယံဣဒဣဒရာရာ၌ဘိက္ခုနာယံသည်သက္ကုဏာမျိုးဖြစ်ဖြင့်ယူပန်ခြင်းကိုပတ္တိမြည်ယူပန်ခြင်းဘုပတ္တိမြည်သက္ကုဏာယူပန်ဥပ္ပိဇန္တိသက္ကုဏာမျိုးဖြစ်ဖြင့်ယူပန်ဤပါယုံကိုဥပ္ပိသေလွာမြေပါဝကယုံမှာကုန်တော့အကုသလာအကုသိုလ်ဖြစ်ကုန်တော့သရသင်္ကပ္ပပြေးသွားသောကြံတို့သည်တန်ရောဇနိယတန်ရောဇဉ်တရားတို့သည်ဥပ္ပိဇန္တိဖြစ်ကုန်၏ခဏရကနာမှာတဲ့အစင်းတစ်ခုသာဝိစေနမေးစင်းကိုမြင်လိုက်တယ်မျက်လုံးနဲ့မြင်လိုက်တယ်ဥလားဝေမှန်ပါပါဒုက္ခလည်းမျက်လုံးနဲ့မြင်လိုက်ပြီဆိုမှဖြင့်ဓမ္မတွေသန္တာမှာတဲ့တခါလဲလောဘဆိုတဲ့တရားတွေကခင်ဗျာလေးပါလားကျင်နာစရာလေးပါလားဆိုပြီးကြလားလောဘဆို
တဲ့တရားလေးဝန်နဲ့ရောက်မှာဘုရားသမီးလည်းမြင်မို့ဗျာဟုတ်လားခင်ဗျားတို့ပြောနေတာပဲအလိဋ္ဌာမမဟုတ်ပဲခင်ရမှာပဲမှန်ပါဗျာအသာရှိနေကိုသားသမီးမြင်လို့ရှိရင်ဖြင့်ခင်စိတ်ကလေးဝန်နဲ့ရောက်မလားရောက်ပါဘူးအဲ့ဒါမှတ်တော်ပါရဓမ္မတို့ကိုသားသမီးကိုဆွေမျိုးကိုညာရကားလေးတွေကိုမိတ်ဆွေလေးတွေမြင်လိုက်ပြီဆိုမှဖြင့်အဲမတွေ့ရတဲ့ကြလို့ဝန်တာလိုက်ကြဆိုတော့ခင်စိတ်ကလေးမလားအဲဒီခင်စိတ်ကလေးလာပြီဆိုမှဖြင့်ဒါအတွင်းမှာတတိတရားရောက်လာပြီဒါသုံးတဲ့ချပါတော့မှန်ပါပါအတွင်းတတိတရားရောက်လာပြီကိုအတွင်းနေပြီဗျာဝန်တွင်းကိုရောက်လာတာမှန်ပါပါဟုတ်လားအဲ့တော့မျိုးလုံးကဆင်းကိုမြင်လို့ဝန်ထဲမှာခင်တဲ့သမုဒိယသစ္စာတဏှာလောဘရောက်မလာဘူးလားရောက်ပါဘူးအဲ့ဒါဘုရားရှင်ကိုရမေကြီးကအတွင်းနေတတိရောက်လာပြီกว่าမှန်ပါပါအတွင်းနေတတိရောက်လာပြီဓမ္မတို့ရောက်ကောင်းရောက်သေးရောက်ပါဒီကဘယ်မှာနေတော့မလို့ရှင်းဖြင့်ဘုန်းကြီးတို့ဓမ္မတွေပြီးပြီးတော့ဝန်နဲ့ဟာရိယဝတ္ထုဘောကိုရောက်လာတာပဲဒါကြောင့်ဣဒဘိက္ခုဘိက္ခုနောသက္ကုဏာယပန္တိကောဥပိသံတိသာဝကအဘုဂလာဓမ္မသရသင်္ကပ္ပတန်ရောသင်္ဃာဥပိသံတိဘိက္ခုယံဣဒဝနာရောနဲ့ဘိက္ခုတံဃာဘိက္ခုရှိလို့ရှိသောပုဂ္ဂိုလ်ဒီသက္ကုဏာမျက်စိဖြင့်ယူပါယုံကိုပါတိမြေပါတိတူအမြည်ပါဝကယုံမှာကုန်သောသရသင်္ကပ္ပပြေးသွားတဲ့အကျံစီတို့သည်တန်ရောဇနာခင်ခြင်းတို့သည်ဥပ္ပိဇံတိသူတို့ဝန်ထဲ၌ဖြစ်ကြကုန်၏အစရိကိုမြင်တဲ့ဓမ္မတို့သင်္ကြန်နဲ့ကျင်တော်ရများလာလို့ကျင်ဝန်ထဲမှာခင်လုံးကျင်လုံးမနာလုံးသည်မလာဘူးအဲ့ဒါအတွင်းလေးပြီးရောက်လာတာရင်းမိကြဒီတရားကြီးကားတဲ့ဆင်ဓမ္မတွေပြမမှန်နေရာခင်လုံးကျင်လုံးမလုံးဟူသည်ဒီပဲမှနေတော့ဝန်ထဲမှာရောက်လာတဲ့အဲ့ဒါဒီကအတွင်းနေပြီဆိုတော့သူပါပဲတဲ့အတွင်းကိုရောက်လာတော့ပဲဓမ္မတွေအဲ့တော့အတွင်းနေအန္တိဝါဒိကတတိဖြစ်နေရောက်လာပြီမှန်ပါပါရောက်လာပြီဘုရားကအတွင်းနေပြီမရှိစီနဲ့လို့မဟုတ်ဘူးလားဘုရားမရှိစီနဲ့လို့ပေါ့အေးဒါကြောင့်ဘုရားတရားစရဲကပြောခဲ့ရမှန်ပါဘုရားဓမ္မတို့အတွင်းနေပြီမရှိအောင်ကျင့်ပါမှန်ပါဆရာမရှိအောင်ကျင့်ပါမှန်ပါဒီကဲလို့ကျင့်ခဲ့သည်ဖြစ်တော့ခင်ဗျားတို့လိုရာစီညီညာရေးဆိုတဲ့နိဗ္ဗာန်ကြီးကိုတက္ကရာညာအပြင်တွေ့ပြီးဒီကရာညာအပြင်ရပါလိမ့်မယ်လို့ဘုန်းကြီးကပြောခဲ့တယ်မှန်ပါဗျာအရာကတော့ဟောပါတယ်မှန်ပါအဲ့ဒါကြောင့်ဓမ္မတို့ကမိမိတို့မြတ်တဲ့တော်ရည်သမီးတွေဆွေတွေမျိုးတွေမိတ်ဆွေတွေကခင်မမဆိုင်လို့မြင်လိုက်တဲ့အခါကျတော့ဖြင့်ခင်စိတ်ကျင်စိတ်ဆိုတာရဝန်တဲ့ရောက်မလာဘူးအဲ့ဒါဘာရောက်လာတာတော့ဆိုတာရင်းပြီဘာရောက်အတွင်းနေပြီရောက်လာပြီဆိုတာဒကာတော်မတို့သေချာမှတ်ပါတဲ့ဒီအတ္တအန္တဝတ္တန္တိဒီလိုခင်လုံးကျင်လုံးမင်းလုံးတို့သည်အတ္တသဘုတ်ကိုတဏ္ဍာ၌အတ္တသဘုတ်ကိုတဏ္ဍာ၌အန္တောတွင်၌ဝတ္တန္တိရောက်လာကြကုန်ဝါနေကြကုန်၏သောတမတဲ့ကြောင့်အန္တေဝါဒီကောတိအတွင်းနေပြီးဝုသတိငါဘုရားကဟောလိုက်တယ်အတွင်းနေပြီးရောက်လာပြီတဲ့ခင်ဗျားတို့မှန်ပါပါဒီဝတ္တအန္တောဝတ္တန္တိအန္တေဝါဒီကောတိဝုသတိဒီလိုတရားတွေအတ္တသဘုတ်ကိုအန္တောတွင်၌ဝတ္တန္တိနေကြကုန်၏ဒီလိုနေတဲ့ပုဂ္ဂိုလ်ကအန္တေဝါဒီကောတိအတွင်းနေပြီးဝုသတိငါဘုရားဟော၏ဓမ္မတို့အတွင်းနေပြီးရပါလားရပြီတဲ့အတွင်းနေပြီးရလာပြီမျက်လုံးနဲ့မြင်နိုင်ခင်လုံးတွေကဝန်တဲ့ရမလားဘူးလားအဲ့ဒါခင်ဗျားတို့ငကိုယ်ကရှိတာလားခုမှရောက်လာတာဒါကြောင့်အတွင်းနေပြီးရောက်လာပြီနာကကြားလို့အပန်းလေးသာယာပြန်လို့ရှင်းလဲသာယာတဲ့အတွင်းနေပြီးနှာခေါင်းကရှိလို့ရှိလို့ကောင်းတဲ့တဏှာတော်ပါလေးဝန်တဲ့ရောက်လာလို့ရှင်းလဲအတွင်းနေပြီးရောက်လာပြီဘယ်ဟာကစားလို့တောက်လို့ကောင်းလို့ဝန်ထဲမှာသဘောကျနေရင်တော့ကိုယ်ကဝတ်လို့ခြုံလို့ယုံလို့ကောင်းလို့ဒီတယ်လေးတွေကိုနှစ်သက်နေရင်တော့စိတ်ထဲမှာကြံလို့စီလို့အပေါ်ကံတဲ့နေရင်တော့အဲ့ဒီအတွင်းလေးပြီးရောက်လာပြီတဲ့
တေအတအန္တဝတန္တိအန္တေဝါဒီကောတိဝုစတိဒီဆိုတရားတို့ဒီခန္ဓာခင်လုံးမလုံးကြံလုံးတို့ဒီသာသာအတ္တတဲ့ပုဂ္ဂိုလ်ဟာအန္တောတွင်ဝတန္တိနေကြကုန်၏သတ္တဝါတဲ့ကြောင့်အန္တေဝါဒီကောတိအတွင်းနေပြီဟူ၍ဝုစတိငါဘုရားကဟောလိုက်တယ်ကွာဓမ္မတို့အတွင်းနေပြီဝန်ထဲရောက်လာပြီမှန်ပါပါဗျာအဲ့တော့ပထမဟောတဲ့တရားကိုပြန်စဉ်းစားလိုက်ပါအနန္တိဝါဒိကမိဒံဘိက္ခွေဓမ္မစရိယံဝုဒ္ဓရိအနာစရိယဘိက္ခွေငါဣဇရာကြီးများတို့အနန္တိဝါဒိကအတွင်းနေပြီမရှိပြီဖြစ်ပြီအနာစရိယဆရာမရှိပြီဖြစ်ဓမ္မစရိယမညာဘုံညာကိုကျင့်တဲ့မဲ့ခင်ကျင့်ကိုဝုတိတံကျင့်လိုက်ဆရာအတွင်းနေပြီမရှိအောင်ကျင့်ရမယ်ဟုတ်လားဆရာမရှိအောင်ကျင့်ရမယ်ဒီလိုကျင့်မှလိုရာရှိကိုရောက်မယ်လို့မဟုတ်ဘူးလားအကယ်အတွင်းနေပြီရောက်လာမယ်ဆိုလို့ရှိရင်ဖြင့်ဓမ္မတို့လောဘဆိုတဲ့တရားတွေရောက်လာလို့ရှိရင်တဏှာပြည့်เสียဥပါဒဥပါဒနာပြည့်เสียဘောဘဝပြည့်เสียဇာတိပြည့်เสียဇေယမရဏမလားတဲ့တတိရောက်လာတာနဲ့ဗျာအတွင်းမှာတဏှာရောက်လာတာနဲ့တဏှာခင်လုံးမလုံးဆိုတဲ့တဏှာရောက်လာတဲ့ခါတရားဓမ္မတွေသံသာခွင့်ပေးသလားဆင်းရဲကိုကျေစုပြုနေသလားအေးဆင်းရဲကိုကျေစုပြုနေတဲ့ဓမ္မတို့အတွင်းနဲ့ရောက်လာတဲ့ခင်ဗျားတို့နေတဲ့တိုင်လို့ကောင်းဖို့ရတယ်တကောမှမြင်တော့ဘူးမှန်ပါပါသေသေးချာချာဆင်းရဲမှုကိုကြိုးစားတော့မယ်မှန်ပါပါဟုတ်ကလားသူရောက်တဲ့အချိန်ကစပြီးကြတာပူရမယ်ဆွေးရမယ်မအေးရဘူးဆိုတာကသိချာပါဗျာကဲလုံးလေးရှိလာပြီသမမဆွေးမှုကြောင်းကြမှုသောကဖြစ်မှုဆိုတာတွေမလာဘူးလားဒါဖြင့်ဓမ္မတို့အစင်းကိုမြင်လို့ခင်လိုက်လို့ရှိရင်ဖြင့်အတွင်းနေပြီးခင်ဆိုတဲ့ဓမ္မရောက်ပါဘူး၎င်းဓမ္မကရောက်လာလို့ရှိရင်ခင်တဲ့ပုဂ္ဂိုလ်ဖြင့်ဘဝနဲ့စိတ်မချဘူးမှန်ပါပါအလားလည်းစိတ်မချဘူးဟုတ်လားအဲဒီကလည်းစိတ်မချတဲ့သောကပရိဒေဝဒုက္ခဒေါမနကတွေမလာဘူးလားအဲ့ဒါခင်ဗျားတို့အတွင်းနေပြီးရောက်လာလို့ဆင်းရဲတာမှန်ပါပါအတွင်းနေပြီးမရောက်လာရင်မဆင်းရဲပါဘူးခင်ဗျားတို့အတွင်းနေပြီးရောက်လာလို့ဆင်းရဲတာမှန်ပါပါရင်းမိကြဗလားအေးအတွင်းနေပြီးရောက်လာလို့ဆင်းရဲတယ်ဆိုတော့သိချာမှတ်ပါမှန်ပါပါဆရာကြီးကလည်းဆင်းရဲမှာပဲတဲ့သူစီမံလို့ခံပြီးဒီကလာနေရလို့ဆင်းရဲမှာပဲမှန်ပါပါဒါတော့လည်းဓမ္မတို့အစင်းတစ်ခုကိုခင်တယ်မင်းလည်းကျင်တာလည်းဆင်းရဲခင်လုံးမလုံးကျင်တာလုံးဒီဘယ်ထဲရောက်ဝန်နဲ့ရောက်ပြီဆိုကြစို့ဟုတ်ကလားဝန်နဲ့ရောက်လာပြီဓမ္မတို့ခင်လုံးမလုံးကျင်တာလုံးဒီပဲရောက်ဝန်နဲ့ရောက်လာလို့ရှိရင်ခင်တဲ့ပုဂ္ဂိုလ်တဲ့ဆွေးရမယ်ပူရမယ်ကြောင်းကြရမယ်ဆိုတဲ့ဒုက္ခတွေဟာမလာပါနဲ့ဆိုလို့ဒါလို့ရှိလို့ရသေးရဲ့ဘယ်ရောက်လို့မြတ်အတွင်းနေတည်းရောက်လို့နှိမ့်ဆက်ပြီးဘယ်ဓမ္မတို့အတွင်းနေတည်းရောက်လို့နှိမ့်ဆက်ပြီးအဲ့ဒါကြောင့်ခင်ဗျားတို့မိခင်လို့ရှင်းပြန်ခင်လုံးလေးဝင်လည်းမရောက်ဘူးလားအေးသူကပါတော့မှာတော့အဲ့ဒါတော့မှစမ်းသာမပေးဘူးမှန်ပါပါဟုတ်လားသမီးကိုခင်မိပြီဆိုမှပြန်အတွင်းနေတည်းရောက်လာပြီအဲ့ဒီကြောင့်သွားပါအတွင်းနေပြီးရောက်လာပြီခင်ဗျားတို့ကလည်းအတွင်းရအောင်ခေါ်လိုက်တာကိုမှန်ပါပါအတွင်းရအောင်ခေါ်လိုက်တဲ့အတွက်အတွင်းနေပြီးရောက်လာတော့ကြောင့်ဆင်းရဲဟူသေးသည်ခင်ဗျားတို့တဏှာကြောင့်ဥပါဒံဖြစ်ဘဝဖြစ်ဇာတိဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနသာအကုန်မလာဘူးလားဒါဖြင့်ခင်ဗျားတို့လူနှိမ့်တဲ့နေရောလို့မေးလို့ရှိရင်ဖြင့်အိုးတပည့်မကောင်းလို့ခက်နေတာဖေရတပည့်မကောင်းလို့ခဲနေတာဖေရလို့ကြီးကြသမ်းပါဟုတ်လားခင်ဗျာဘာလို့မျက်နှာလေးပူနေရတာတော့ဟုတ်လားမျက်နှာလေးနီးနေရတာတော့လို့မေးလို့ရှိရင်အတွင်းနေတပည့်နှိမ့်ဆက်ထားလို့ခင်ပြီလို့ပေါ့ခင်တဲ့ဆိုရင်မျက်နှာလေးနီးလာပြီးဒီကလာအမျိုးမျိုးပုံပုံကြံတွေးမြေတွေပါလေကြအဲ့ဒီနေကြတာဒီဓမ္မတို့မျက်နှာလေးမုံတေတွေလုံးနေတာဒီဘယ်သူနှိမ့်ဆက်ပြောတော့ပဲခင်ဗျားတို့ကခင်လုံးလို့ကျုပ်ဆင်းရတာအမေဖွင့်ချတယ်ဟုတ်လားဟုတ်ပါဘူးဘုရားဘုရားရဲ့ဘုရားနေတာတတိနှိမ့်ဆက်နေတာတတိနှိမ့်ဆက်နေတာဟောလာကြလားတတိနှိမ့်ဆက်နေတယ်ဆိုတာဓမ္မတွေညာရောက်ပါရောက်ပါ
ဒီဒီကလည်းခင်ဗျားတို့အတွင်းနေပြီအတွင်းနေပြီပါရဓမ္မတို့ပြင်နေလားအတွင်းနေလားဟိုသားလေးကိုသမီးလေးကိုမြီးလေးကိုမြစ်ကလေးကိုညံလိုက်တွေ့လိုက်တဲ့အခါကျတော့မခင်ဘူးဒီကနေ့လည်းမနေနေဝန်တယ်ရှိတယ်မြန်မာဝန်တယ်ရောက်အဲ့တော့ဒီတရားလေးဒီကားလို့ရှင်ခင်ဗျားတို့ဝန်တဲ့အတွင်းကိုရောက်လာတော့ကြောင့်အတွင်းနေပြီတဲ့သူအတွင်းကိုနေရကြီးကျုပ်ကိုလက်ကမွေးပါဒီပြန်တတိတွေနဲ့မတူပါဘူးကျုပ်အတွင်းကြကြလေးနေရကြီးဟုတ်လားဆရာရှင်ကောင်းခြင်းပြီးဒီကားကခြေလို့အစရှိတော့အလုပ်ဟုတ်လားဝိဓိအစရှိတော့အလုပ်တင်နေနေရကြီးလို့အတွင်းနေတပြည့်ပြင်းနေလာတာဗျရောက်တဲ့ချိန်ကစပြီးဒီကားကခင်ဗျားတို့သူရောက်တဲ့ချိန်ကစပြီးဒီကားကသွေးမှုကြောင်းကြမှုပြာပါရဖြစ်မှုတွေမလားလေဓမ္မတွေဘယ်လိုနှိမ့်ဆက်တာတော့ရိုးရိုးပြောပါတော့ဗျာတပည့်နှိမ့်ဆက်ဓမ္မတွေဘယ်လိုနှိမ့်ဆက်တော့တပည့်နှိမ့်ဆက်ဒီဒီကလည်းအတွင်းနေပြီးတာပြင်နေပြီးတာအတွင်းနေပြီးတာခင်ဗျားတို့ကိုယ်တိုင်ကခေါ်ယူထားတာမှန်ပါပါခင်ဗျားတို့ကိုယ်တိုင်ကခေါ်ယူထားတာဓမ္မတို့အဲ့တော့ဒီလိုမျိုးရတဲ့ဆောဆိုတော့ရှင်လုံးမလုံးကျန်တာလုံးဒီကားလို့ဆိုရင်ဖြင့်ဓမ္မတွေစဉ်းစားပါအတွင်းကနေပြီးဒီကားကနှိမ့်ဆက်တော့ကြောင်းဟုတ်လားအနန္တဝါဝိကံမြမစရိယဝုဒတိဘုရားကအခါမိတဲ့အတွက်ဒုက္ခရတာဒုက္ခရဒါကြောင့်ဘုရားရှင်ကိုရမကြီးကအတွင်းနေပြီးမရှိအောင်ကျမ်းလိုက်စမ်းပါကွာမမှားရင်ဘူးလားအတွင်းနေပြီးရှိလာတဲ့ချိန်ကစပြီးမင်းတို့ဒီဒုက္ခနဲ့မနေရတော့ဘူးကွာဒုက္ခနဲ့တော့မင်းတို့ချိန်ကွာတော့မဲတော့ပြောဘူးလားအဲဒါကြောင့်ဓမ္မတွေသိချာမှလောဘလေးရောက်လာလို့ရှိရင်ဆူပြီးတော့မလို့ကမှတ်ပြီးတော့ကောင်းကျိုးလည်းတော့မပေးရဘူးအတွင်းနေပြီးဆိုတော့အဲ့ကြောင့်မင်းတို့ရောမရနဲ့ဘာရင်သူကျုပ်ပြီးမယ်ကောင်းကျိုးလည်းတော့မပေးဘူးဘယ်လိုမှသွားမရလေတဲ့ကိုယ်တော်တော်ချင်းလုံးမလုံးကျင်နာလုံးလေးရလာပြီရောက်လာပြီဆိုလို့ချင်းသူကျုပ်ပြီးမယ်ရလာပြီမှန်ပါပါရှင်းမလားရှင်းပါဒါရင်ဒါဒီအတွင်းနေပြီးမရှိအောင်ရှင်းပါလို့ဘုရားပြောတော်မူတာသေးသေးချာချာသဘောကျလားအတွင်းနေပြီးဟာခင်ဗျားတို့ကိုရိတ်ကြီးငယ်ကြောင်းသောကပြပါရဖြစ်အောင်မလုပ်ဘူးလားဒါပရိသတ်တိထင်တော့ခင်ဗျားတို့ကမြင်ပြီးဆိုမှကျုပ်ကထင်တတ်တယ်များဂုဏ်ယူသေးတယ်ဒီပါဗျာမြင်ပြီးခင်ဗျားတို့ကျုပ်ကထင်တတ်တယ်ဆိုတာများဂုဏ်ယူသေးတယ်မှန်ပါပါဟုတ်လားဘူဇံလေးလို့ဘူဇံလေးလို့ပေါ့ဗျာရင်းမိလားဘူဇံလေးလို့ဘူဇံလေးလို့အတွင်းနဲ့ဒီလက်ခံတဲ့အခါကျဆင်းရမယ်လို့ဘုရားကဟောမထားဘူးဟောပါဗျာဒါရင်လည်းဓမ္မတို့ကလည်းယုံနဲ့မသိပြီဆိုမှဖြင့်ဟုတ်လားကြီးလေးနဲ့တွေ့တာသားလေးနဲ့တွေ့လိုက်တာကျင်းလိုက်တာညမလေးနဲ့တွေ့လိုက်တာတို့ဒီခင်ဗျားတို့ကခင်ညာမင်းညာကျင်နာကြတယ်မှန်ပါဗျာဝန်နဲ့ရောက်မလားဘူးလားရောက်လာတဲ့အခါသူကြောင်းတွေ့တယ်ဟုတ်လားသူမမာတိုင်းဟုတ်လားဓမ္မတွေပါရရနော်ဒုက္ခမတွေ့ရဘူးလားအဲ့ဒါဘယ်လိုလက်ခံမိလို့တော့ဒါဖြင့်ဓမ္မတို့ဒီဒီကားလို့ဆိုရင်ဖြင့်ဒီဘက်ကနေနှိမ့်ဆက်တဲ့တပည့်မဟုတ်ပါဘူးအတွင်းကနေနှိမ့်ဆက်တဲ့တပည့်ပါဆိုတာသေချာသဘောကျလားအဲဒါကြောင့်ဘုရားရှင်ကိုယ်တော်ကြီးကအနာတိဝါသိကမိတံမြမစရိယဝုဒ္ဓတိဘိက္ခုမေရသောရှင်များတို့အနာတိဝါသိကံတပည့်မရှိသည်ဖြစ်မြမစရိယမဟုတ်ရောက်ကြောင်းအကျင့်ကိုဝုဒ္ဓတိကျင့်လိုက်ပါကွာတပည့်မရှိအောင်ကျင့်ဟေ့အတွင်းနေတပည့်မရှိအောင်ကျင့်လိုက်ပါမှန်ပါဘယ်လိုလဲအခုအတွင်းနေပြီလို့ငါဘုရားကဟောရတယ်တော့ဆိုတော့ဒီလိုခေါင်းကခင်မခင်လုံးမင်းလုံးဆိုတဲ့သမုဒိယသစ္စာတရားတို့သည်အဘဒုပုဂ္ဂိုလ်အားအန္တောတွန်း၌ဝတ္တန္တိနေတိုင်းဟုတ်လားလောဘဆိုတဲ့တရားတွေပြောမှမနေတော့ဘူးလားအဲ့ဒါကြောင့်အန္တိဝါဒီကောတိအတွင်းနေပြီဝေဟာငါဘုရားသည်ဝုသတိဟောတော်မူ၏မင်းတို့အတွင်းမှာဝင်နေတော့သူအတွင်းနေပြီလို့ငါဟောလိုက်ရတယ်အဲ့ဒီဒီရောက်လာရင်ဖြင့်သေချာကြတာခင်ဗျားတို့တောင်းပြီးတော့ရှိနေပါတော့တဲ့နေကြီးငယ်ကြမှုနဲ့ရင်ထုမှုမြေလုံးမှုပဲ
သူပေးလိမ့်မယ်ဒီနေ့ဘာမှမပါဘူးတဲ့တိုင်းဒါဖြင့်ဒီလိုလက်ခံဖို့သိမသိမသိပါဘူးအေးမသိဘူးဆိုတဲ့အိဗမှတ်တော့ပါတော့ခုချိန်မှာတရားမဆုံးသေးတဲ့အတွက်မသိရသေးဘူးမသိဘူးဟူသောအိဗပဲမှတ်ထားတယ်သူကလည်းနေရမယ်ပဲသွားရမယ်ဘယ်လိုလုပ်ရမလဲဆိုတော့ခင်ဗျားတို့ညာမရောက်သေးဘူးမရောက်သေးဘူးမရောက်သေးဘူးဒါကြောင့်ဓမ္မတို့ကြောက်စရာကောင်းဆုံးဒီအတွင်းနေပြီဘယ်လိုပါလဲခင်ဗျားတို့စဉ်းစားပါပြင်ဘက်ကသကူနဲ့ခင်ဗျားတို့သာသမီတွေကအိမ်သန်းသကူနဲ့အတွင်းပစ္စည်းပါအောင်ဘယ်လိုကခိုးနိုင်လဲဘေချာစဉ်းစားပါခင်ဗျားတို့ပြင်ဘက်ကသကူခင်ဗျားနဲ့ကိုသာသမီတွေကခိုးတော့ဝတ်တဲ့လူနဲ့ဘယ်ဟာကကြောက်စရာကောင်းလဲဘာကြောင့်တုံးလို့မေးရမလဲပြောအတွင်းနေပြည့်နေလို့ပြင်းကြဒီမှာလည်းခင်ဗျားတို့သေသေးချာချာစဉ်းစားပါခန္ဓာကိုယ်ရဲ့အတွင်းကဝင်နေပြီးဒီကာလမှာသူကနှိမ့်ဆက်တဲ့တရားလောဘဆိုတဲ့တရားဒီခန္ဓာကိုယ်ထဲမှာလည်းသူရောက်လာတယ်အချမ်းဝင်လိုက်တဲ့ခင်းတဲ့အတန်ကိုကြားလိုက်တဲ့ခင်းတဲ့ဟုတ်လားအဲဒီလိုခင်းလုံးဒီကားလို့ရှင်ဝင်နေမှမရောက်လာဘူးလားအဲ့တော့ပါဠိခေါ်ကြအဲဒီရောက်လာတဲ့ချိန်ကစပြီးဒီကာလဒကာရမတို့ဆင်းရဲတဲ့သာချိန်ကုန်မှုရှိတော်တယ်ဆိုတော့သေချာဆုံးဖြတ်ချက်ပါဆင်းရဲတဲ့ချိန်ကုန်မဲ့တဲ့မှန်ပါခင်ဆိုလို့ရှိရင်ခင်တဲ့ပုဂ္ဂိုလ်ကဆိုရင်မကြောင်းကြမယ်ဥဆွေးမယ်မလာပါနဲ့ဆိုလို့ဒါကြောင့်ခင်ဗျားတို့အဲ့ဒါသာကြာပြီးသမားဖြင့်ဆံမသွားတဲ့အခါကျလို့ချင်းဗာရမယာတွေကခင်မှုရှိနေတဲ့အခါကျတော့အချိန်တိုင်းမလာရင်ဆိုရင်တော့ကပြပါရဖြစ်ကြဖြစ်ပါဘူးအဲ့တော့အတွင်းနေပြီးကဝန်းနဲ့ရောက်ပြီးလို့ဟုတ်လားဆိုရင်တော့ကပြပါရဖြစ်ရတယ်ဘုံမှာသွားနေတဲ့ဆင်ကမောင်းရောက်ကြတာသိကြအချိန်ကုန်လို့မလာတဲ့အခါမှာသိကြလက်ချက်ရှိရသိရင်ကြောင်းကြပြပါရတယ်မလားဘူးအလိုလိုလာတာလားဟုတ်ပါဘူးဘယ်လာတာလဲအတွင်းကမှုဆိုတဲ့ရှိသွားရှိပြီဟုတ်လားအတွင်းမှာကျင်မှုဆိုတဲ့ရှိသွားရှိပြီအဲဒီရှိသွားဆိုတဲ့အတွင်းနေပြီးရောက်လာတဲ့အတွက်သိရင်လည်းကြောင်းကြတဲ့ပြပါရဖြစ်တယ်မလားဘူးလားတိုင်းနေဓမ္မတို့အတွင်းလူကသတ္တာနဲ့ပြင်လူကသတ္တာနဲ့ကြောင်တင်းလို့ဘယ်ဟာလွယ်တယ်ယဟကမလို့လာရင်ကြောင်တင်းလို့လွယ်တယ်အတွင်းကသတ္တာကြတော့အတွင်းကိုရောက်နေပြီအတွင်းကိုရောက်နေပြီဆိုတော့ဘောကြလားအတွင်းကိုရောက်နေပြီအတွင်းကသူသေးဝရာဒီကားလေးဆိုလို့ရှိရင်အတွင်းထဲမှာရောက်နေပြီဓမြောင်လေးမြူထားလို့ဖြစ်နေပြီဟုတ်လားဓမြောင်လေးမြူထားလို့ဖြစ်နေပြီဘယောဂထားလာတဲ့ကဒီမြောင်လေးတွေကဘယောဂသွန်းလိုက်တဲ့အခါခတ်သေးသေးဝန်းနဲ့ရောက်တဲ့ဓမြောင်တိုင်းပြန်ဖြစ်နေတော့သူဒီနှိမ့်တယ်မလို့တပ်ပြမလို့ဆိုတဲ့အသေးပဲသေချာမသက်ရောက်ဘူးလားဒီမှာတော့တရားလို့သံဃာမုဒိယသစ္စာဆိုတဲ့ခင်လုံးလေးရောက်လာပြီဆိုမှဖြင့်ဟုတ်လားဓမ္မတို့ဘာလို့မလို့လဲဆိုအတွင်းနေပြီးရောက်လာပြီဓမ္မတို့အတွင်းကနေပြီးသတ်တယ်မလို့ဖြတ်တယ်မလို့ခမရတို့အမြဲကြီးငယ်ကြပြီးဒီကလာအပယ်ရအောင်သတ်မယ်ဒီဘဝဒုက္ခပေးနေတယ်များလဲအတွင်းနေပြီးကြောင့်ပြမလားပြပါဘူးဘယ်နဲ့မှမရှိမချမ်းပြရတာမရှိမချမ်းပြရတာဘာလို့ကြောင့်လို့သူကကြောင့်ခင်မှုလေးရှိနေတဲ့ဆွေးရမှုတို့ကြောင်းကြမှုတွေကမလာဘူးအဲဒီကဲလာပြီးကနေလို့ရှိရင်ဖြင့်ဓမ္မတို့ပြင်ဘက်ကနှိမ့်ဆက်တာလားအတွင်းနေတပိကနှိမ့်ဆက်တာလားသဘောကျလားခင်ဗျားတို့ပြင်ဘက်ကနှိမ့်ဆက်ကြောင်းလို့တိုင်းလို့လိုပါတယ်မှန်ပါဗျာအတွင်းကနှိမ့်ဆက်ရဲ့ကျောင်းလို့တင်းတော့မလိုတော့ဘူးဘာရပါတော့မှာပဲဟုတ်ဘူးလားခြေတလားမှာလည်းသူနဲ့ပဲခြေတလားမှာလည်းသူပဲတစ်ခါရှူကျဲလိုက်တဲ့အခါလည်းသူပါသေးတာပဲဟုတ်လားဒါကြောင့်ဒီအတ္တအန္တောဝတ္တန္တိအန္တေဝါဒီကောတိဝုစရိဒီသူခေမှုတလုံးဒီအတ္တတဘုကအန္တောကနဲ့ဝတ္တန္တိနေကုန်၏အန္တေဝါဒီကောတိအတွင်းနေပြီးဝုစရိငါပြားဟောလိုက်တယ်ဟိသူအတွင်းနေပြီပဲအဲဒီပြီးရောက်လာတဲ့ချိန်ကစပြီးဘုရင်တို့ဓမ္မတွေကမှတ်လိုက်တော့ဆိုးကျိုးပေးတော့မှသိကြပြီတွေ့ရမလားဆိုးကျိုးပေးတော့မှသိကြပြီလို့ခင်ဗျားတို့
သေသေးချာချာသတိထားပါသတိထားပါသတိမထားရင်တော့ပါအဲ့ဒီသတိထားနာဘာဆိုတဲ့စကားမသေးဘူးသတိထားပါဆိုတဲ့စကားကြီးမသေးဘူးဘာကြောင့်မသေးရောဆိုတော့သတိထားရင်ပညာပါမယ်အဲ့ဒါဒီအတွင်းနေတပည့်လေးရောက်မှန်းသိတဲ့ပုဂ္ဂိုလ်ကြတော့အတွင်းနေတပည့်လေးဟာတခါတည်းတဲ့ခင်လုံးဆိုတော့ဝမ်းသာတာပေါ့နေရတာဝမ်းသာတယ်ဆိုတော့ဒုက္ခဝေဒနာရောက်လာတာပေါ့စိတ်လို့ပြောလို့ရှိရင်လောဘစိတ်ဝေဒနာလို့ပြောရင်ဒုက္ခဝေဒနာဟုတ်လားကြိုက်တာရှိတာပေါ့ကြိုက်တဲ့စိတ်ရှိနေတဲ့လူကဖြင့်ခင်စိတ်ကလေးရှိဝေဒနာရှိတဲ့ပုဂ္ဂိုလ်ကဒုက္ခဝေဒနာပဲလို့တော့မှတ်ရှိအတူတူပဲတွဲရနေတာကိုအဲဒီလိုရှိပေးပါအဲဒီလိုဒကာရမတွေအတွင်းတွေရောက်လာတာကိုရောက်လာမှသိတဲ့ဒကာရမကျန်မနှိမ့်ဆက်ဘူးဘာကြောင့်မနှိမ့်ဆက်ကြလို့ဆိုလို့ရှိရင်ဖြင့်ရောက်ပြီးဒီကလာသူလည်းမြဲနေနိုင်တဲ့တရားမှမဟုတ်ပဲချုပ်ပြတ်တော့ချုပ်ပြတ်သွားတယ်ဆိုလို့ရှိရင်ဒကာရမတို့ဥပဒနာညာနဲ့ပြုနိုင်ချုပ်ပြတ်တာကိုသိလို့ရှိရင်ဥပဒနာညာနောက်ကမလိုက်ဘူးလားဥပဒနာညာနောက်ကလိုက်တယ်အဲဒီကဥပဒနာညာနောက်ကလိုက်လို့ရှိရင်ဖြင့်တပည့်ရောက်ရင်ရောက်ချင်းပြီလို့ရှိရင်ဖြင့်သူဟာသမုဒိယသစ္စာပင်ပညာတော်လဲသူချုပ်ပြပြီးမှကျွတ်တို့ဒီသိရတဲ့ဘောရောက်နေသောကြောင့်သူဒုက္ခသစ္စာဖြစ်တယ်မှန်ပါပါဟုတ်လားဒီလိုပြသောကြောင့်သူဒုက္ခသစ္စာဆိုတာခင်ဗျားတို့သိပြီးသားဟုတ်လားဒါပြန်တွန်းနေပြီးရောက်တာကိုရောက်မှန်းသိတဲ့ပုဂ္ဂိုလ်ဒီဒုက္ခသစ္စာသိမှန်ပါပါသိတဲ့ညာနဲ့မညာလာဖြစ်ဒီလိုသိတဲ့ပုဂ္ဂိုလ်ကြတော့ရောက်မှန်းသိတဲ့ပုဂ္ဂိုလ်ကြတော့ကိစ္စမှန်ပါပါရောက်မှန်းမသိတဲ့ပုဂ္ဂိုလ်ကြတာတော့လောဘလူပြင်းနေပြီးအတွင်းနေပြီးရောက်လာပြီမှန်ပါပါခင်ဗျားတို့ကမသိဘူးမသိလို့ရှိရင်ဒီကားလဲဆိုလို့ရှိရင်ခင်မီနောက်ကနေပြီးဒီကာကဥပါဒံဆွဲလာမှန်ပါပါဆက်သွားပြီတဏှာရှုဥပါဒံလာပြီမှန်ပါဥပါဒံလည်းလို့ရှိရင်ကာယကံဝစီကံဆိုတဲ့ဘဝတွေကျိုးမှာပါပဲဟုတ်တယ်မြောမှာပါပဲဆိုတဲ့ကာယကံဝစီကံတွေကိုအဲ့ဒီကာယကံဝစီကံတွေလာပြီးဆိုမှဖြင့်တခါတည်းအကုသိုလ်ဘဝတွေဇာတိဇရာမရဏသောကပရိဒေဝဆွေးမှုကြောင်းကြမှုတွေကမလာဘူးအဲ့ဒါဓမ္မတို့သိလိုက်လို့လားမသိလိုက်လို့လားမသိတဲ့ပုဂ္ဂိုလ်ပါကြတော့ဒီကားလို့ဆိုလို့ရှိရင်နှိမ့်ဆက်မဲ့တပည့်မှန်ပါပါရှင်းမလားရှင်းပါဒါကြောင့်အလုတ်တရားပါလားအဲ့တော့ခင်ဗျားတို့ကလည်းဒီပြီးရောက်လာတယ်ဆိုလို့ရှိရင်တဲသတိထားခဲ့ပါအမှန်တရားခဲ့အမှန်တရားခဲ့ပါလေတဲ့ဘာကြောင့်ထားခဲ့သလုံးမေးလို့ရှိရင်ဖြင့်ခင်တဲ့ပုဂ္ဂိုလ်နဲ့တွေ့တယ်ဆိုလို့ရှိရင်ဖြင့်အဝိဇ္ဇာလည်းအုပ်ချုပ်နေတော့ခင်လုံးနဲ့ကတရားလက်ဆောင်ကြပြီးတာပြောနေတာပဲဒီကြောင့်နောက်ကြောင့်နေတာပြောနေတာပဲခင်လုံးလေးကပြုပြီးပြက်ပါလားလို့များလာမိရဲ့မလာဘူးဟုတ်တယ်ပဲရဲ့ကပီရမုံဝါရေပါစိထုတ်ပါရဲ့မှန်ပါပါဒါလည်းနေတာဘူးရဟုတ်လားဒါလည်းဒီကလာနေတော့ဒကာရမတို့ခင်လုံးလေးတပြီလေးကသူကချုပ်သွားပြီချုပ်သွားတော့တဏှာဥပါဒံဖြစ်ပြီတဏှာကြီးတော့ဥပါဒံမလာဘူးလားဥပါဒံလည်းတော့ဘဝမလာဘူးလားဟောတော့ကြတော့တခါတော့သောကပရိဒေဝဒုက္ခဒေါမနသာတွေမလာဘူးလားသူကလည်းသတိရပါတယ်ငါကလည်းသတိရပါတယ်သုတ်ပြင်းနေလေးတယောက်ဒုက္ခတယ်မနေဘူးလားအဲ့တော့ဘာတော့ညအတွင်းနေပြီးဟုတ်ပါလားအတွင်းနေပြီးကနေပြီးဒီကလာနှိမ့်ဆက်တာပေါ်လာကြဟုတ်တယ်တတိနှိမ့်ဆက်မှုကြောင့်ဟောနဲ့သောကပရိဒေဝသိမှုပရိဒေဝငိုတုမှုမလားဘူးလားအဲ့ဒါဘယ်လိုနှိမ့်ဆက်တာတော့အတွင်းနေပြီးနှိမ့်ဆက်နေပြီဒီကရမတွေသိတဲ့ပုဂ္ဂိုလ်ကြတော့ဒီလိုပုဂ္ဂိုလ်ကျတော့သိဆုံးမဖြစ်ပြသိမှခင်ဗျားတို့ရိုက်ပါဒီမျိုးနဲ့မရသေးဘူးဟုတ်ကလားရိုက်ပါဒီမျိုးနဲ့မရပါဘူးရိုက်ပါဒီကလည်းကားပါရှင်နာရီအခုတည်းမမေ့သေးဘူးမှန်ပါပါအဲဒီကပဲနောက်ကျသွားကြတော့နှုတ်ဆက်တာမှန်ပါပါဟုတ်ကလားအဲဒီမျိုးကိုဆိုတာမဟုတ်ဘူးမှန်ပါပါဒါရကြနေရမှာဘယ်သိကိုဆိုတာတော့ဒီပြကိုသိတယ်နောက်ကညာနဲ့အသိကိုဆိုပြီးဒီပြကူနောက်ကညာနဲ့အသိကိုဆိုပြီးအဲဒီအသိနဲ့ခမည်းတော်နေလို့ရှိရင်အတွင်းနေပြီးကနှိမ့်ဆက်သေးရလားမနှိမ့်ပါဘူးဒီလိုမှသိညာနဲ့နောက်ကပြည့်ပြကူမှာပြီးတဲ့ညာနဲ့နောက်ကမလာတော့ဘူးလို့ဆိုလို့ရှိရင်ဒကာရမတို့ဒီတပည့်ဒီတခါရဲခမည်းတော်ကိုရိပ်ချင်းငယ်ကြအောင်ဟုတ်လားကိုယ်ဤပမာဉ္ဇဉ်စိတ်ဤပမာဉ္ဇဉ်ဖြစ်အောင်ကော
လုံးနိုင်တဲ့စွမ်းရည်တတိရှိတယ်ဆိုတာသဘောကျအဲ့ဒါဘယ်လိုနှိမ့်သက်တာတော့ဒါကြောင့်ဘုရားခင်ကိုရမကြီးကအနန္တဝါဒိကမိသားမိတ်ခွေဝုသတိဓမ္မစရိယဝုသတိဘိက္ခုရောจิตတော်များတို့အနန္တဝါဒိကအတွင်းနေပြီးမရှိပြီဖြစ်ဖြစ်ဓမ္မစရိယဥပဒနာရှိတဲ့အလုပ်ကိုဝုသတိကြားလိုက်ပါကွာမှန်ပါအတွင်းနေပြီးမရှိအောင်ကိုကျင်းကွာမင်းအတွင်းနေပြီးသာရောက်လာလို့ရှိရင်သိသိချာချာမင်းဒုက္ခရောက်တော့မယ်မှန်ပါဟုတ်လားအတွင်းနေပြီးရှိနေရင်ဘာပြောလဲမရှိအောင်ကျင့်ကွာမရှိအောင်ကျင့်ကွာလို့မဟုတ်ဘူးလားအဲ့တော့မရှိကြလွယ်လေမရှိကြလွယ်လေခင်ဗျားတို့ဒီမြင်လို့ခင်တာမဟုတ်လားအဲ့ဒါမြင်တဲ့စင်းရုပ်ကလေးကိုဖြစ်ပြီးပြတ်တယ်လို့ရှုလိုက်ဥပါဒညာရောက်မလားဘူးလားအတွင်းနေပြီးရောက်သေးရလားအဲ့ဒါက1နံပါတ်ကြီးအစင်းကိုဖြစ်တဲ့ရှုနိုင်ရလားအတွင်းနေပြီးဆိုတာကိုဝန်းထဲမှာလောဘမလာတော့မလာတော့ပါဘူးဟာတော့ဖြင့်လောလောကောမြင်လာနဲ့ခင်မိပြီဗျာအတွင်းနေပြီးတော့ရောက်လာမှန်ပါကိစ္စမရှိသေးဘူးကုနိုင်သေးတယ်မှန်ပါဟုတ်လားသေလန်းတော့မရောက်သေးဘူးမှန်ပါအဲ့ဒါလေးခင်တဲ့စိတ်ကလေးကိုပင်လဲဒုက္ခဝေဒနာလေးဖြစ်သောကြောင့်ဖြစ်ဖြစ်ပြတယ်လို့များများရှုလိုက်လို့ရှိရင်လည်းသူဥပါဒံကြောင့်မကူပြန်ဘူးလာနှစ်ချက်ကုနိုင်လို့ရှိရင်တစ်ချက်မမိရင်တစ်ချက်မိအောင်လို့တော့ဖြင့်ဆရာဘုန်းကြီးကပြောထားတယ်ဟုတ်လားမြင်လာလေးဥပါဒနာလေးချုပ်ပြီးဥပါဒနာမှာပဲဥပါဒနာကနေသောကပရိဒီဝဒုက္ခဒေါမနတာတွေကိုအဲ့ဒီတော့ခင်ဗျားတို့ကလည်းခက်လိုက်တဲ့ဖြစ်ချင်းဥလာဘူးတို့ကလည်းမပြောပါနဲ့မှန်ပါပါဗျာဥမာမင်းကွာတော်ကြီးဝိပြီမခင်မလို့နေတာကူမှန်ပါပါဗျာဟုတ်လားအတူတူဒီမင်းနှိမ့်ဆက်ပါစီကွာမှန်ပါပါဟုတ်လားဒီလိုမှမပြောဘူးလားပြောခဲ့တယ်အတွင်းနေပြီးနှိမ့်ဆက်တာဒီမင်းသောသူမုံရောပယ်သွားတာငါကြည့်နိုင်တယ်ဆိုတဲ့အိဗယ်နဲ့ပေါ့ရောက်ပါဘူးပြောတဲ့အိဗယ်ဆိုသိရောက်သွားပြီရောက်ပါဗျာပြောမလားပြောပါဒီတိုင်းပါပဲဒီတိုင်းပါပဲဒါကြောင့်ဘုရားရှင်ကိုရမကြီးကတော့ဖြင့်အတွင်းနေပြီးမရှိအောင်ကျင့်ကြဟေးဒီရိသာရောက်လာမင်းတို့ဒုက္ခပေးတော့ပါပဲဟုတ်လားဟုတ်ပါဘူးဒီနေ့တရားဒီသာဖြင့်ဟောလို့ဟောပြီးတရားဓမ္မတို့မရှိအောင်လုပ်နည်းလည်းပါပါမရှိအောင်မနဲ့လုပ်ကြအောင်တော့ဒီလိုရမ်းလို့မရဘူးဉာဏ်နဲ့စံကိုကောင်းကောင်းရှိပါလိမ့်ဉာဏ်နဲ့စံကြောင့်ဖြစ်တဲ့လောဘဉာဏ်နဲ့စံကိုရှိပါလိမ့်ရှင်းမလားဘာရှိပါမလဲဒီပဒနာရှိမှဆိုတာခင်ဗျားတို့နှုတ်တယ်လို့ပြောနေတဲ့စကားဟုတ်ကလားအကြောင်းကျိုးမဆုံးပါဘူးဒီအခုမြင်တဲ့ခင်လုံးလေးဒီဘူးလားဘူးမှန်ပါပါမြင်စရာကြောင့်ဖြစ်တာမှန်ပါပါအဲ့တော့မြင်စရာဥပဒနာမရှိရင်ဒီခင်လုံးလာမယ်မှန်ပါပါအဲ့တော့ဘယ်လိုရှိမလဲမြင်တဲ့အစင်းကိုရှိပါမှာရလို့မရဘူးမြင်တဲ့အစင်းကိုရှိပါမှာဒီပြနေရရှိလို့မရပါဘူးရှင်းမလားဒါအေးဆက်ဆက်လုံးမနေပါနဲ့ဒီတပည့်ရာဒီကားလို့ဆရာလိုလိုလာတဲ့တပည့်လားဘယ်ရလာတာတော့အစင်းကကြည့်ကြည့်လို့လာတာရိမ့်မိမလားအဲ့တော့ဘုရားဘာသာရှိမလို့ဆင်းရုပ်ဒီကားလို့ဆိုလို့ရှိရင်ဖြစ်ပြီးပြတ်တယ်ဆိုတော့ညာနဲ့နနာအုပ်လိုက်ပါအုပ်လိုက်ရအတွင်းနေပြီမလားတော့ကျမ်းမလားဝိပဿနာများများအုပ်ကိုရပြီအထူးတလည်းရေးကြည့်တယ်ဆိုတာသဘောကျအဲဒီလိုဆိုရင်တပည့်ကိုမရှိဘူးမှန်ပါဘူးသဘောကျဒါကြောင့်တရားကအန္တဝတ္တန္တိအန္တေဝါစီကောဒီဝုသတိဆိုတဲ့ဘုရားဟောတော်မူတာဒီတေတော်တွင်နေပြီဒီအတ္တတကုတ်ကောဝတ္တန္တိနေကြကုန်၏အန္တေဝါစီကောဒီအတွင်းနေပြီဝုသတိငါဘုရားကလောဘကိုဟောလိုက်ရှင်းမလားလောဘအတွင်းရောက်လာလို့ရှိရင်ဘုရားတွင်နေပြီဖြစ်ပြီအတွင်းနေပြီဒီပြီသာရောက်လာလို့ရှိရင်ဓမ္မတို့ဆင်းရဲမျိုးစုံဟာကိုယ်နဲ့ကျုံရမယ်ဆိုတော့မှတ်လိုက်မှန်ပါပါလောဘဆိုတဲ့အတွင်းနေပြီရောက်လာရင်ဘာဖြစ်မှထင်တော့ဆင်းရဲမျိုးစုံအလုံးစုံကိုကျုံရမယ်မှန်ပါပါရင်းမိဗလားကောင်းပြီဒါဖြင့်ဒီလူရောက်တာဒီကြက်ပြီးပင်လာဆုပ်ယုတ်ပြီးမှန်ပါပါရှင်းမလားရှင်းပါဒါဖြင့်ခင်ဗျားတို့ဘုရားဘုရားအာရမရဓမ္မတို့ခင်ဗျားတို့ဘယ်လိုပုဂ္ဂိုလ်နဲ့ဒီပြန်ကောင်းမေးရင်မနဲ့ပြောကြရိုးရိုးဖြင့်
ခင်ဗျားတို့ဘယ်လိုပုဂ္ဂိုလ်နဲ့တွေ့ကြမလဲခင်တဲ့ပုဂ္ဂိုလ်နဲ့တွေ့ကြတယ်ဘာသာဆင်းရဲလဲနေကြမလို့ဘူးဟုတ်ကလားခင်ဗျားတို့ဘယ်လိုပုဂ္ဂိုလ်နဲ့တွေ့ကြလဲခင်ဗျားနဲ့ပုဂ္ဂိုလ်နဲ့တွေ့ကြတယ်ဇာမအတွင်းနဲ့ပြီးရမယ်မှန်ပါပါရှင်းမလားရှင်းပါအဲ့ဒီအတွင်းနဲ့ပြီးရမှာခင်ဗျားတို့ဒုက္ခလာလာကြီးတွေ့မယ်မှန်ပါပါအဲ့ဒါကိုခင်ဗျားတို့လည်းကြောက်ရှာနေတယ်မှန်ပါဗျာမရှာဘူးလားရှာပါဗျာအဲ့ဒါခင်ဗျားတို့ဒီမပူခြင်းမဆွေးခြင်းဘူးဆိုတဲ့စကားအလကားမျိုးမပူခြင်းမဆွေးခြင်းဘူးဆိုတဲ့စကားဒီအလကားပြောတာပါမှန်ပါခင်ဗျားတို့ရွာရဲရတဲ့ကိုလည်းကြည့်ပါမှန်ပါဘူးလားဘူးလည်းကြည့်ပါဘုန်းကြီးတွေကဓမ္မတွေလည်းကြည့်ပါမှန်ပါဘယ်လိုအိမ်လဲလေးရှိတယ်အေးအတွင်းနဲ့ပြီးရောက်မယ်မှန်ပါလဲပြီမှန်ပါဒါလည်းတို့တို့ပြောကြစို့အတွင်းနဲ့ပြီးရောက်ရင်ဆင်းရဲမျိုးစုံကြုံရမယ်ကြုံရပါဘူးအဲ့ဒီဆင်းရဲမျိုးစုံကြုံတဲ့နေရာဆိုရင်ခင်ဗျားတို့ကလည်းသွားပြပါဗျာရှင်းမလားရှင်းပါဘာလို့ဆိုရလဲဆိုတော့ပေါ်လာကြအေးဒါကြောင့်ဘုရားကအနာတိဝါသိကမိသားမိတ်ခွေဓမ္မစရိယဟုတ်တိဘိက္ခုငါရှိတော်လူများတို့အနာတိဝါသိကအတွင်းနေပြီးမရှိသည်ကိုအတွင်းနေပြီးမရှိသည်ဖြစ်ဓမ္မစရိယဘက်ဘုရောက်ကြောင်းကျင့်ကိုသာဟုတ်တိကျင့်လိုက်ပါကွာတဲ့အတွင်းနေပြီးမရှိအောင်ကျင့်ပါခင်ဗျားတို့ကတော့အတွင်းနေပြီးမရှိလို့မရှိမဲ့နေရာဖြင့်သွားကုန်မတော်ဘူးမသွားဘူးသွားရလားအဲလိုကြရတယ်ဒီပွေပေါင်းနေတာဒီဟောလာဗလားဟောလာပါအေးဒါကြောင့်ရောဘနဲ့ကြောင့်ငြိမ်းချမ်းရေးဆိုတဲ့နိဗ္ဗာန်လမ်းကြီးကိုမရောက်ပါလိမ့်မလဲလို့ဆိုတော့တို့ကိုယ်တိုင်ကိုကဟေးတွင်းနေပြီဆိုတဲ့သမုဒယသစ္စာရှိတဲ့နေရာမှာတို့ကရောက်တယ်မှန်ပါဟုတ်ဘူးလားမှန်ပါအဲ့တော့နှိမ့်ဆက်မဲ့နေရာမှာတို့ကသွားတယ်မှန်ပါဘုရားကချမ်းသာပေးမဲ့နေရာတော့ဖြင့်မသွားဘူးမသွားဘူးဆိုတော့တို့ဘာဖြစ်ပါလိမ့်မလို့မေးမနေနဲ့မှန်ပါဟုတ်ဘူးလားတို့ဘာဖြစ်ပါလိမ့်မလို့တို့ကအကောင်မှာတွင်းနေပြီနဲ့နေခြင်းတဲ့ဘောရှိတယ်ဒီပြီးရောက်လာရင်ပါဗျာလုံးကြုံရမယ်ကျင်းမလားဒီပြီးရောက်လာရင်ပါဗျာမကျင်းရရင်တို့ကျင်းရကြလားမကျင်းပါဘူးအဲလိုကြောင့်ယူထားနေတယ်ဆိုတော့ပေါ်လာကြဒေချာစဉ်းစားပါမပါဘူးဆိုတဲ့အိဗယ်ကိုယနေ့ရှင်းပြနေတယ်မပါဘူးတဲ့ဓမ္မတွေဒါပြတော့မပါဘူးလို့မေးလို့ရှိရင်ခင်ဗျားတို့လဲပတ်သွားကြည့်ပါဟုတ်လားလဲကြတော့ပတ်ကြတယ်ဆိုတဲ့ဓမ္မတွေဘယ်လိုလဲကြဘယ်လိုပတ်ကြတယ်ဆိုတော့စဉ်းစားပါစဉ်းစားပါဗျာခင်ဗျားမလဲကြတယ်ပတ်ကြတယ်ရှင်းမလားရှင်းပါခင်ဗျားဒီကားဒီကားလို့ဆိုရင်ပြန်ဒီရင်တော့ဒီပုဂ္ဂိုလ်နဲ့ခင်ဟုတ်လားဒီပုဂ္ဂိုလ်ကငကိုရခင်စားရှိနေတာဒီအိမ်ဝဲပေါ်ပြီပေါ်ပြီတဲ့အခါကျလို့ရှိရင်ပြန်သူကြောင့်ရတဲ့ကသိဝမ်းတာတဲ့ဆိုတဲ့ခင်တော့မလာဘူးလားအဲဒီခင်တော့လာလို့ရှိရင်ဒီအိမ်နဲ့ပတ်သက်တဲ့စီးပွားရေးမဖြောင်းရင်လည်းကိုယ်ပါရောပူတာမပူပါဘူးလားဒီအိမ်မှာရှိရောပူပါကိုယ်ပါရောပူလိုက်တာပဲအဲ့ဒါဘာကြောင့်လုပ်နေရတော့လဲခင်ဗျားတို့ပြင်မကပြောရလားအေးဒါခင်ဗျားတို့ကလည်းထုတ်ပြောနေတယ်ကျုပ်ခင်ပုံမှာဝန်းနဲ့တောင်ခွဲပြလိုက်ရှင်သေးတယ်မှန်ပါအမခင်ဗျားတို့ကဂုံယူကြည့်ပါဂုံယူကြည့်ဓမ္မတွေကဂုံယူကြည့်အဲဒီဂုံယူတဲ့တတိတွေကလည်းဆိုလို့ရှိရင်ဖြင့်ကျုပ်ဒီကားလည်းဆိုလို့ရှိရင်အတွင်းနေပြီးလက်သမွေးတာပါတယ်မယုံဘူးလားမှန်ပါအဲ့တော့ဘုရားကယုံတာဟောအတွင်းနဲ့ပြီးရတယ်ရောက်လာလို့ရှိရင်သူဒုက္ခတော့ဖြင့်ဘာရောက်တော့မှာပဲဆိုတော့ဘုရားကမသိဘူးလားအဲ့တော့ဘုရားကအတွင်းနဲ့ပြီးချောင်းအတွင်းနဲ့ပြီးမရှိစီနဲ့မဟုတ်ဘူးလားဟုတ်ပါဗျာဒီနေ့တော့ဘာလေးလျှောက်ချင်အတွင်းနဲ့လျှောက်ချင်အဲ့တော့ဘုရားကချောင်းခင်ဗျားတို့ကရှားပါဗျာဟုတ်လားမှန်ပါပါဘုရားရှိသွားပြီးရှ िख ိုးသေးပြီးအရှင်ဘုရားကျေးဇူးတော်ရင်ဖြတ်ဒီလိုကရှားသမားအရှင်ဘုရားကရှောင်းသမားအရှင်ဘုရားကရှောင်းပါလို့ပြောတယ်ဒီလိုကရှားသမားပါဗျာဒါကြောင့်ရှ िख ိုးပါရဲ့မှန်ပါပါကောင်းပြီလားကောင်းဖို့မကောင်းဘူးခင်ဗျာကောင်းဖို့မကောင်းဘူးလားမှန်ပါပါသဘောကျရဲ့လားကျပါပါဗျာဘုရားရှိသွားတော့ပြီဘာများလုပ်ကြတယ်လို့ကျုပ်ပြောချင်တော့ဟုတ်ကလားဘာလဲတော့အတွင်းနဲ့တည်းပါတယ်အဲ့တော့ဘာလို့လဲအဲ့တော့ကြောင်းလာဘုရားကကြောင်းကိုင်းလိုက်ဟုတ်လားခင်ဗျားတို့ကရှားလိုက်သ
တော်ကြကြရင်ရေလေးပါနေညနေသွားပြီမတော်ဘူးလားရှင်ဗျာလူနဲ့ယုံကြည်ပါရဲ့ကိုယ်လည်းကိုးစားပါရဲ့ဗျာနိဗ္ဗာန်တူရုံနဲ့ပို့တော်မူပါအမကြီးဘုရားကငါးတောင်သွားလို့သူပြောပုံနဲ့သူနေပုံနဲ့ကြိုက်ကြလားမကြိုက်ပါဘူးဒါကြောင့်ငငါဘာလို့သဲမကဘုရားရင်းနဲ့လွဲတာဒီကားရှင်ငါကွာလို့ဆုံးပြကြကြကျမ်းမလားဘာပြောလို့လဲဘုရားလို့နေတယ်အမသံဃာလောက်တော့ခင်ဗျားတို့အပြော့ပေါ့ဟုတ်ကလားသံဃာလောက်တော့ပြောတော့ဘုရားတော်တော်လုံးနေတယ်ဓမ္မတွေပဲရင်းမိလားဘုန်းကြီးတရားဓမ္မတွေပြောနေတဲ့ကြောင့်ကြီးရဲ့ကြားနေတယ်ဒီလိုဆိုအောင်လားဒါကြီးဆုံးနေပြီကြီးဆုံးနေပြီတရားဓမ္မတို့အာကြီးဆုံးနေပြီခင်ဗျားတို့ဖြစ်စဉ်ကားဖြင့်အဲဒါကြောင့်ယနေ့သုံးပါးတဲ့တရားမှာကြက်ကြက်စဉ်းစားပါအတွင်းနေပြီမရှိအောင်ဘုရားကကျင့်ပါတယ်ညာရောက်ပါညာရောက်ပြီခင်ဗျားတို့ဟောဒီတရားဝဲပြန်တာတောင်မှလူတွဲကြည့်လိုက်ရင်သိမှန်လားလူတွဲကြည့်ရင်သိပြီဘယ်လိုနဲ့ဘယ်လိုတွဲတယ်မှန်လားဘယ်လိုနဲ့ဘယ်လိုတွဲတယ်ဆိုတော့ပါပါလိမ့်ပါပါဗျာခင်နာနဲ့တွဲပြန်ပါခင်နာနဲ့တွဲပြန်မှန်လားဟုတ်လားဒီလေးပြောက်သွားမှာသိဆိုးပါနမလမ်းဆင်းရမှာမဟုတ်ဘူးဟုတ်လားလမ်းဆင်းရတဲ့ကျင်းပေါ်မှာကိုယ်နေတယ်ဒီနေရာတော့မင်းနေရာတော့ဟုတ်ကလားဘာနဲ့တွဲနေလဲခင်နာနဲ့တွဲနေဒီနဲ့တွဲတယ်ဒီရောက်လည်းမရဘာဖြစ်မလဲတော့ဆင်းရလိမ့်မယ်ဆင်းရခြင်းဆင်းရဗျာဟုတ်လားဒီရတဲ့ပြမခွဲနိုင်ဘူးလို့မဆိုဘူးလားအဲ့ဒါဆရာကြီးကင်းတော်လူသေးစုကဆရာကြီးပွင့်သွားတာလေဆင်းရဲခြင်းဆင်းရဲပြမခွဲနိုင်ဘူးအဲ့ဒါနဲ့နေတာရင်းပြီလားဘာနဲ့နေကြဘယ်မှုမခွဲနိုင်တဲ့နေရဟုတ်လားအဲ့တော့ဘုရားခင်ကိုရမကြီးတွေတရားစီကြီးတည်လိုက်တာလေမြည်ပါဗျာမြည်ပါဗျာတရားစီကြီးကဒီလူပြည်ကနေတည်လိုက်တယ်ဆိုတက္ကရာဝဇ္ဇဝရီမာနပြည်ကြောင့်တရားတော်မြတ်တက်သွားမှန်ပါပါတော်တော်မြည်တဲ့စီပဲဒီထက်ကျွတ်တော့မကြောက်ဘူးတဲ့ဘာများဖြစ်ဘာများဖြစ်နေလို့ဘာမှမျိုးနာကိုဆုံးကန်းနေတယ်လို့ဆုံးနေကြကြမဟုတ်ဘူးဟုတ်ကလားအဲ့ဒါနာကိုဆုံးကန်းနေလို့ဆိုရရိမယ်လို့ရှင်းမလားဦးလားဝေးရမှန်ပါပါတရားစီကြီးတိလိုက်တယ်ဆိုအက္ခဏိတဓမ္မပြည်တောင်ပြီးပါလေမှန်ပါပါဘုရားခင်ကိုယ်တော်ကြီးတွေဘုရားကြီးရောင်ကြီးတော်တွေများဆောက်လိုက်တဲ့အချိန်ကြတဲ့အောက်ငယ်တွေပဲအကုန်မြင်မှန်ပါပါအထက်နတ်ပြည်တွေလည်းမြင်ပါပါဘလောက်တောင်ရောင်ကြီးတွေလွတ်ပြီးဒီကရာဘုရားကငါဘုရားပါပဲကွာကြည်ကြစမ်းပါလို့ပြော냐တယ်မမြင်ဘူးမှန်ပါပါဘာဖြစ်မျက်စိကဆုံးလို့မှန်ပါပါတစ်ဖက်ရေးဆိုရင်တော်ပြီးအကြားလေးကမြင်ရတော်ပြီးဟုတ်ကလားအဲ့ဒီကဓမ္မတွေအဲ့ဒါပါလေဒီနောင်တော့ဝက်ပြီးဒီကရာနေရတော့ဆိုလို့ချင်းဖြင့်မလိုက်ပါတော့ဓမ္မတွေတပည့်ကောင်းဝင်ပြီလို့ဒုက္ခနဲ့နေရတာနဲ့ဒီသံတွေကိုမကြားနိုင်ဘူးကြားနိုင်ရလားဒီစင်းတွေကိုကြည့်ကြရသေးရဲ့တပည့်ကောင်းဝင်နေရောက်လာတဲ့ဒုက္ခနဲ့ဝေးနေတာနဲ့တရားဓမ္မတွေရဲ့လွတ်လပ်ရေးကိုမရတာနဲ့ကြီးချိန်လည်းမရှိဘူးနားထောင်ချိန်လည်းမရှိဘူးဒါကြောင့်ပဲကျင်းလာတဲ့သဲတဲ့မြတ်ဖရာတွေပွင့်တာလွဲရတာများငါနာတယ်လို့အောင်းမိမနေနဲ့အောင်းမိသေးလားဘုရားသိပြီနောက်ပြားတွေလဲကြကြံသေးတယ်တော့မလျှော့နဲ့ဟုတ်ကဲ့နောက်ပြားတွေပါလိကြံနေတော့ကျင်းလာပါလူသေးဒီမကဘုရားတွေကြံသေးတယ်အဲ့ဒါကူဒီဒီလေးတော့လည်းတော့မူတာဟုတ်ကလားဒီဒီလေးတော့လည်းတော့မူတာတယ်မနဲ့ပြတ်မှတ်တယ်ညတယ်လို့ရအောင်ပါပဲတော့ကြခင်ဗျားတို့ဘုရားပြည့်တယ်လည်းမှသူသားရောက်လာတော့ပါခေါ်တယ်တို့ရောက်လာသားနဲ့အတူတူထားတယ်ဆိုပြီးသပိတ်မောက်သွားတယ်ကိုစုံလုံးကပြည့်နေတာလည်းမသိဟုတ်လားအဲ့ဒီလေဓမ္မတော့နာရကံမျက်လုံးကလည်းမမြင်ဒီလေးပဲရောက်နေတယ်ပါဗျာကဲဒါပြန်ဓမ္မတို့အခုတရားသဘောကျအတွင်းနေတပည့်မရှိအောင်ကျင့်ပါမှန်ပါကျင့်မလားကျင့်ပါဘယ်နဲ့လို့ကျင့်မလဲဆိုတော့သူဒီအတွင်းနေဘယ်ကလာလို့ကြည့်သူเจ้าကလားအသေးရောက်မြင်ရရောက်လားကျင့်မလားဒီလိုလားဒီလိုလားအဲ့ဒါဘာလို့မသူမလားဆင်းကိုပြီးပြည့်စုသဘောကျ
အဲဒီကျင်းကိုပြည့်ပြည့်ရှိလို့ရှိရင်လည်းအတွင်းနေတပည့်သည်လာသေးရဲ့ညံသာလာတော့တယ်မညံသာလာတော့တဲ့တရားဓမ္မတို့သူများလာသေးရဲ့ကျမ်းမလားအဲဒီရတို့ကာယအတွင်းနေပြီးတော့ဗျာအတွင်းရောက်နေပြီမနဲ့မဲထားလိုက်ပြန်လို့ရှိရင်လေသူကသိဆက်တဲ့အသွမ်းကိုအမျိုးမျိုးနဲ့နှိမ့်ချင်မယ်အဲ့တော့နှင်းနိုင်တဲ့နည်းလေးရှိပါသေးတယ်ဆိုပြီးဆရာဘုန်းကြီးကဟောပြန်တယ်အတွင်းလောဘစိတ်ဒုက္ခဝေဒနာရောက်လာပြီတရားဓမ္မမြင်လို့ချမ်းသာတဲ့အလုံးကြီးပေါ့ဗျာမိတ်ဆွေတွေခင်ရမင်းရလို့ဝန်တာတဲ့အလုံးလေးဒုက္ခဝေဒနာတွေရောက်မလားရောက်ပါအဲ့တော့ဘာလို့ပါအဲဒီတစ်ချက်မိလိုက်ရင်မိဒီနှစ်ချက်မှတစ်ချက်မှမမိဘူးဆိုရင်တော့သွားပြီကျန်ကျမ်းမလားနှစ်ချက်စလုံးလို့လို့ကျမ်းမသွားသေးဘူးလားဒီတော့ဖရာတွေနဲ့လွဲခဲ့ပြီနောက်ဖရာနဲ့လည်းလွဲမှာပဲဒီနှစ်ချက်စလုံးမမိလို့ရှိရင်ဒါရင်သုရကြပါလားသဘောကျပါလားဒါရအတွင်းနေပြီဗျာဟောရသေးတယ်မှန်ပါပါအဲဟောတော်ရတဲ့နှစ်ချက်ကူဗျာမှန်ပါပါအနာဒီဝါဒိကမိရမိတ်ခွေဇမစရိယဥဒိအနာစရိယဘိက္ခေနာစိတရင်းများတို့အနာစရိယကံဆရာမရှိသည်ဖြစ်၍ဤဇမစရိယမြတ်သောမဲ့ဖို့အကျင့်ကိုဝုဒတိကျင့်လိုက်ပါဆရာမတော်နဲ့ကျင့်လိုက်သမှာကွာဟောရပြီဘယ်နဲ့လည်းလည်းကြားကြည့်နော်မှန်ပါဗျာဆရာမတော်နဲ့ကျင့်လိုက်သမှာလို့ဟောပြန်တဲ့ဓမ္မတွေဘာကြောင့်လုံးလို့ဆိုလို့ရှိရင်ဆရာတော်လို့ရှိရင်မှားမှဆိုတယ်မှန်ပါပါခင်ဗျားတို့ဒီဟောနေတဲ့ဘုန်းကြီးဆရာမျိုးကိုဆိုတော့မှန်ပါပါခင်ဗျားတို့တဏ္ဍာလောဘလေးရောက်လာပြီဗျာမှန်ပါပါဟုတ်လားမှန်ပါပါလောဘလေးရောက်လာတယ်ဆိုလို့ရှိရင်သူခိုင်းတော့မယ်ခိုင်းပါခင်ဗျားတို့ခိုင်းတော့မယ်မှန်ပါပါသိတာကြောက်လားခင်ဗျားတို့လောဘလေးမူလို့ကျနေဆိုရင်ဘယ်သောရှားပါမလို့မန္တလေးတော်ရည်မယ်ဆိုရင်မန္တလေးချက်မှန်ပါပါဘယ်သူကခိုင်းမှန်ပါပါဟောဆရာမောလာဘယ်နဲ့တော့တပည့်အခုတော့ပါရဲ့လားဆရာဆရာပြလာကြပြီတရားဓမ္မဆရာပြလာကြပြီဒီမန်းလေးပြန်ခိုင်းသလားတဲ့အပေရောက်မှာအမတည့်အာနစကြီးပါလားတရားဓမ္မဘယ်လိုပါလဲအာနစကြီးလားလောကအခုတော့တပည့်ပြနေမှုထားကြလားဆရာပြနေလားဆရာပြနေမှုထားမြောင်ပြီတရားဓမ္မတို့ကျေးဇူးတော်ရင်ကြီးပါပဲဗျာဟုတ်လားခဏခါတပည့်ပြင်းတဲ့မွေးတော့မတတ်တော့တပည့်ပြင်းတဲ့မွေးတော့ပြစ္ဆုတ်ပန်ဆင်းရဆရာပြင်းတဲ့တော့တခါတော့တန်မြာကြီးတွန်းချပြီးမင်းပဲပုံကြိုက်တယ်အဲ့ဒီပုံဟာနိုင်ရအောင်ပို့နိုင်တယ်သိကြလက်ချက်သွားဟုတ်လားသိကြလက်ချက်သွားဆိုပြီးလောကမပို့ဘူးလားအဲ့ဒါကဘာဖြစ်နေပို့လဲဟောသူကနှလုံးကျယ်ဘူးလားအောင်လန်းတန်မြာမှာတော့သူနှလုံးကျယ်ဆုံးပေါ့အဲ့ဒါခင်ဗျားတို့ဒီတော်ပြီတွေရုံနာနေတော်ပြီတွေဟေးဘယ်လိုဦးကြိုက်တယ်လို့မဲလိုက်တာမေးဘူးလားမေးပါဘယ်ကလေးစာမျိုးကြိုက်တယ်လို့မှန်ပါမေးဘူးလားမေးကြိုက်တဲ့ကောင်ကငါလောင်းပြီးတဲ့ဘုံကြီးပဲမဲဘွားရှင်တွေကတော့ငါတော့ပဲဆိုကုလက်ခံတယ်မခံဘူးလားသူဆရာတင်များမီးခင်ဗျားတို့လည်းခဲနေပြီတရားဓမ္မတွေရင်းပြီလားလောဘကြီးဝန်နဲ့ရောက်ကြတဲ့တပည့်နော်ကောင်းတရားကြီးကြတော့ဆရာဖြစ်သွားပြီအဲ့ဒီလိုဆရာမရှိအောင်လည်းကျင့်လိုက်သမ်းပါကွာဘလို့ဟုတ်တာနော်ဒေနာဘိနိဗ္ဗာန်နိဒေတောလောဘဆိုတဲ့တရားလေးနန္တုပုဂ္ဂိုလ်ကိုတဲ့နိဗ္ဗာန်တိဟုတ်လားနှိမ့်ဆက်ဘုံဘုရားဖြင့်ဖြီးတက္ကမထုကြောင့်ပါတိရကောတိဆရာဦးရဲ့အာငါဗျာကဝုသတိဟောလိုက်ပြန်သူကဝန်နဲ့ရအောင်သူစီမံတော့မယ်ကွာမစီမံမေးဘူးလားအပယ်လည်းဝင်ရအောင်စီမံမယ်မှန်ပါပါဘုရားဓမ္မဟောပါဟောဘုရားရီကဟောအဲ့ဒါဆရာတော်ကြီးလားခေါင်းကအတွင်းရောက်လာတော့အတွင်းနေပြီရောက်ပြီးအတွင်းကနေပြီးသူကချဲလဲပြန်ပြီအဲ့ဒီကြတော့ဘာဖြစ်ရောက်စားမာတတိတော်ရဓမ္မရောက်ပြီးရအဲ့ဒါကြောင့်ရောက်စားဘူးလည်းမခံနဲ့ဆရာပြမယ်ရောက်ပြီးအတွင်းနဲ့မနေကြီးနဲ့ဆရာလုပ်ပြီးစီမံလိုက်မယ်ရဲပြီလားရဲလို့စီမံမှဆိုတဲ့အတွက်သူပါဖြင့်ရောက်စားလည်းမကောင်းဘူးရောက်ပြီးတော့မကောင်းရောက်စားလည်းမကောင်းရောက်ပြီးလည်းမကောင်းရောက်စားမှတော့တပည့်ချင်းနဲ့သူကစီမံကျွန်တော်ကူညီပြရခင်ဗျားတို့ငိုဝဲရိပ်ပါလေးတွေ့အောင်သူကူညီပေးပါ
ဟုတ်လားတော့ဆရာပြလာတဲ့အခါဝန်းထဲရောက်လာတဲ့အခါကျတော့အပယ်လေးပုံပဲပုံကြိုက်တယ်ဟုတ်လားကျုပ်စီမှာပေးပါမယ်ကျုပ်ကဒီထဲမှာဆရာကြီးပါပဲခင်ဗျားတို့ကိုပေါ်ခင်ဗျားတို့ကိုကျုပ်ပွားစီခြင်းနဲ့စီပွားရမယ်ဟုတ်လားအဲဒါကြောင့်လည်းဓမ္မတို့အမျိုးမျိုးသောပုဂ္ဂိုလ်တွေကလည်းဆရာပဲငယ်ရောက်တာဒီဆရာစီမလိုက်တာဒီမှပါဒီလောကရောဒီသောရောဒီမောဟရောစီမလိုက်တာအဲ့ဒါဒီဝန်းထဲရောက်လာလို့လက်ခံတဲ့ပုဂ္ဂိုလ်မှာဆရာဖြစ်နေစီမလိုက်မယ်ကျမ်းလားကျုံမသွားခြင်းမို့ဆိုလို့ရတယ်ဟုတ်လားလောဘလောက်တာလည်းပြိတ္တာဘုံသွားမယ်ကျုံမသွားခြင်းဖဘယ်မသွားဘဲနေရအောင်တို့ဘုရားစီမလိုက်ဒေါသဆိုတဲ့တရားကလည်းဒိဋ္ဌနာပြီးစံတရားဓမ္မတွေဥပဒနာမရှိတာပြီးစမတဲ့သူဆရာဖြစ်နေစီမတဲ့တရိစ္ဆာန်အောင်ကျုံမသွားခြင်းမို့လို့သိတဲ့ပုဂ္ဂိုလ်ကဆိုညာကြဒေါသကသွားတော့သွားဟုတ်လားဒီမရှိမနိုင်ဘူးလားဒီမှန်ဒိဋ္ဌာဘုံကျုံမသွားခြင်းမို့ဆိုတော့မောဟကမောဟရိသောဆရာကမင်းဒိဋ္ဌာဘုံသွားမသွားမနေရဆိုတွင်းကနေစီမမိတရားဓမ္မတို့ဟုတ်လားဆရာဖြစ်နေရောဒါဖြင့်တရားဓမ္မတို့လောဘဆိုတဲ့တရားဒီအတွင်းကနေပြီးကာလလည်းတပည့်လုပ်ပြီးဒီကာလလည်းနှိမ့်တယ်ဆရာလုပ်ပြီးဒီကာလလည်းစီမဘယ်ဟာကောင်းဘယ်ဓမ္မမကောင်းလို့ရှိရင်တရားဓမ္မတို့ဘုရားကတဲ့ညီမတော်သူ့ဘုရားတဲ့ဤဒီကားလို့ဆိုအရေးကြီးကြိုးစားဖို့ရအချိန်ရောက်ပြီလို့မပြောတယ်ဘူးလားအရေးကြီးကြိုးစားမှာဘုဒ္ဓမှာဆိုတော့ပေါ်လာကြအေးခင်ဗျားတို့ကလောဘလေးလို့သိုးမနေနဲ့ဟုတ်လားလောဘကလေးမဟုတ်ပါဘူးအပယ်လေးဘုံကိုသူဒီကားတဲ့ဆိုလို့ရှိရင်အစင်တွန်းဆရာပြည့်တဲ့ကိုစီမနိုင်တဲ့ကြီးကျယ်ခမ်းနားတဲ့တရားပါရုပ်ဒီနေတော့ဖြင့်လောဘတွေနည်းနည်းဖြစ်သွားတယ်အလေးကိုမထင်နဲ့မှန်လားပါသူ့ကိုချိုးမပြောနဲ့မှန်လားပါဟုတ်လားလောဘကြီးတာမှလိုက်ပါမှန်လားပါလောဘကြီးတာမှလိုက်ပါဘာကြောင့်လဲဆိုတော့ဘယ်လေးဘုံကိုသူမရှိမှလည်းနေရရှိရတာမရှိပါဘူးအေးဒါကြောင့်ယနေ့ရောတရားမှာတရားဓမ္မဉာဏ်ရောက်ဗလားဘယ်လိုရောက်တော့တရားမရှိအောင်ခြင်းတပည့်မရှိအောင်ဆရာဆိုတော့လေလောဘတော့ကမောဟတပည့်ဆိုတော့အဲ့ဒါလုံးဝမလာစီနဲ့ဟုတ်လားပြင်းပါယနေ့ဒီရင်တော်သူ